你把你爷来评的呀？俺本来是干嘛？一点我罢了。小宝耶，你还在干咩嘛的？没让我评的。啊，没有搞过上场的那就让你吧，别呀，别样嘞。俺没用手嘛。ai đuôi nè mà nếu cao hơn này nên tất đi phía gì đó nên dù mà tất đi biết cái báo vậy nhớ này bao nhiêu mấy cảnh này quá sao vậy rồi mà sao không chịu đi nó nếu được cái biểu này à nhớ này nó cũng tranh cao phiền được đấy nếu được cái gì mà cao rồi mà biểu đâu nhưng mà thằng mà chỉ là nếu mà chịu mà nên làm mấy mà đâu cái mà cái báo vậy hay tao báo nó nhìn trong nhà tao Abi tao biết ở dạy trẻ dạy gì nếu mà dạy gì dạy ông này bông nếu mà tao đi sẽ ta bên này quá thì trong nhà ta phá mà gì để còn nó mà nếp xia là được hey chú nè nên lấy tao lo phải gì đi đấy nên nó nằm mà xin để bù hè nên aku lâu này để lâu cả đủ gì để sâu xe lâu này để lâu thì nào rồi gì đâu mà đi à mà kêu nếu làm nhiều cháu bụng này nếu làm bụng tao về tao biết tao nhưng mà đó nếu mà đó thì không là nhưng ai đùa mà thế này bị đó anh đấm nhà ta này sai chạy được không là đây nếu không là anh mình đi nên nhiều cháu cũng qua mày tao chứ nếu mà tao nhiều mày mà tao về nếu mà tao nhiều mày cùng quả đúng không ở đây thì tao chừng được quá nhưng mà thì mà lâu đượcအဲ့တော့မင်းတငယ်ချင်းဖိုးတစ်ထတော်တဲ့ကိုသွားပြီးတော့ဇော်ကြီးကထေတောက်ချင်တယ်လို့ပြောပြီးထေပြောပြီးပတ်စံမပေးလိုက်ဘူးအရင်ဆင်းထဲမှာတစ်ခါတည်းပေါင်းမှထားလို့ပြောတယ်ဟုတ်ပြီဟဲ့ထေတောက်ချင်တာမင်းမလားဟာငါတောက်ချင်လို့မင်းကိုတော့ခိုင်းတာဗောနွားရဲ့မင်းတောက်ချင်မင်းတော့ဝဲပါလားနွားကြီးရဲ့ဟမ်ရှင်းလားမင်းတို့ဓမြသားဖမစစ်တဲ့ကောင်ငါ့ကိုပြန်ပြောတယ်ဟုတ်လားဟဲ့ငါ့ကိုဖမစစ်တဲ့ကောင်လို့မပြောနဲ့ငါဒေါသထွက်လိုက်ဘာမှညာလာသိတာကိုငါတော့ပါဟဲ့မင်းကလည်းရရဆက်တာဒီမှာဟဲ့တော်ကြီးဘလောက်မိုက်လဲဆိုတော့မင်းသိရနော်ဒီမှာမှာစော်ကြီးနဲ့မိုက်တဲ့ကောင်မင်းမြင်ဘူးလို့လားဖမစစ်ခွဲတာရဲ့ဟဲ့မင်းရင်စားရလိုက်တာတော့ဟဲ့မင်းရင်တော့ရန်စားတော့ဒီကောင်ကြောင့်စားလို့လုပ်တာဒါပဲကောင်းပြီဘယ်ကောင်ကအရင်စား
ကိုဒီနဲ့ရောက်လုံးလိုက်တာကမင်းအရင်လုံးလိုက်တာဟုတ်တော့တော့မင်းကငါထိတ်တုံးခါမှဖြစ်မယ်ဒီကောင်ခေါ်သွားလာလာမင်းကတော့စိတ်ပြက်စရာကောင်းပါလားကွာမင်းတို့လေငါထိတ်တုံးခတ်ထားတာဒီနေ့မှနဲ့ဆို3ရက်ရှိပြီဟာကွာမင်းကိုမားနေကိစ္စမားတယ်လို့ဝန်ခံလိုက်ပါလားကွာမင်းအခုဝန်ခံလိုက်ငါချက်ချင်းလုပ်ပြီ ဒီကိစ္စမှာကျုပ်လုံးဝမမားဘူးပေါ့မှားပါတယ်လို့လည်းဘယ်တော့မှကျုပ်ဝင်ခံမှာမဟုတ်ဘူး မင်းလည်းတော့ခက်နေပြီတပေါင်းလေမင်းနားလေမကောင်းနဲ့တော့တို့ဗမာပြည်ကြီးလွတ်လပ်ရေးရဖို့အတွက်နိုင်ငံထဲမှာရှိနေတဲ့မင်းလိုလူငယ်လူရွယ်တွေအကုန်လုံးကတက်တက်ကြွကြွနဲ့အားဖက်နေတဲ့အချိန်မင်းကတော့ကိုယ့်ရွာထဲမှာလည်းဟိုလူနဲ့ရံဖြစ်ဒီလူနဲ့ရံဖြစ်ကောင်းနေလို့ဘလို့ကောင်းမှမသိဘူးဘင်း ဟော ဒီကလေးဖြူနေပြန်လာပြီဗျာ ဟုတ်လား ဒီကတော့ကြာရင်သိဆို ဟာ ဘင်း အာဘာလို့ ဒီတောင်းမှန်ကြီးကျွန်တော်မောင်းပါတယ်ကျွန်တော်အပြစ်ကိုကျွန်တော်ဝင်ခံစီကျွန်တော်လေးပြုတ်ပြီးတော့နော်တော့ကြည့်နော်အဲ့ဆိုရင်တောင်းမှန်တယ်ကွာနော်နောက်ကမင်းငါ့ကိုဘလောက်ပဲစင်တယ်ငါမင်းဘာမှပြန်လို့တော့နော်ငါတောင်းမှန်ပါတယ်ကွာနော်နော်ရောက်ဒီကျွန်တော်ဝင်ခံပါတယ်ကျွန်တော်တောင်းမှန်ပါတယ်ကြီး အဲ့တော့တပေါင်း နော် မင်းဘလို့ပြရပြန်တာလဲကွာခုနကတော့ငါမင်းကိုလေမှားပါတယ်ဆိုတော့ဝန်ခံခိုင်းရတယ်အခုကျတော့မင်းကဝန်ခံရုံနဲ့မဟုတ်ဘူးတောင်းမှန်နေသေးတာဟုတ်လားမင်းကဘလို့ကောင်းလဲကွာ တစည်းပြောသလိုပေါ့ဗျာကျွန်တော်ကလက်ပါမေးတဲ့လူဆိုကျွန်တော်မားတာကိုကြည့်ရဲနော်နောက်ကိုကျွန်တော်ဘယ်သူနဲ့မှလည်းရံဖြစ်တော့ကြည့်ရဲကျွန်တော်လေးလေးမမလေးနေပါမယ်တုံးကနေဖြုတ်ပေးပါ ကဲဟုတ်ပြီကွာဟဲ့တော့ပြီဒီကောင်လွတ်ပေးလိုက်သားမင်းပြောနေစီတော့အခုတားမင်းမပြန်လာပြီမေးတားမင်းမပြန်လာပြီတာပြောလိုက်တာမေးရဲ့ 哦，那到乌有啦，那张乌没有标榜，去年没有变啦，大我超啦啦啦的啦。 အာဒါဖြူတုံးလဲဆိုတိတ်ဆက်မတွေ့လိုက်ရဘူးမေအဲကြောင့်ခုမှရေမိုးထုတ်ပြီးတော့ဖြူလေးတော့တွေ့မလို့ 哦，你大爷， မေဟိုပြီးကြတဲ့နေ့ကလေဟိုဘရောဖျားဖို့ကနေမိသားစုဆိုပြီးဝယ်ပေးတာစိုးသိတယ်လေရှိသေးလားရှိသေးလား 是嘛都，我跟你讲话咯，没啊，我也是对他比，根本怕你不懂。 ဝင်းမလို့ဟောမေဖြူနေရဲ့ချိန်မှာဒါမင်းသားတွေလိုချိုးနေကြနေမှာဖြစ်မှာပေါ့မေမဟုတ်ဘူးလားဟမ် 好大不，好大不，给，那大西瓜出去，没不收头他比， ကဲတာရီတော့ချိုးရော 到，人家叫他哎咪， စိတ်ချပါမေတော်ကျူမှာပါဒါလည်းဖြူလေးကိုတွေ့ချင်လာပြီမေတွေ့ချင်လာပြီ 好爸比。မှတ်ပြီလားမှတ်ပြီလား အေးဟုတ်တယ်လာဒါကေ 你这把好办吗？ အေးငါတပေါင်းလေဟာနေငါ့တော့မှန်းပြီးတော့လား 该没米了呢，你公公你讲多少路？你那个人啊，得打来嘛？哎，我哎你老来着，你别来就偷鸡包多，好着呢。 ဘယ်ညာညာဘက်လက်ပါဒီမှာလေ 好大了。 နင်းဒါလေးတော့မှန်းပြီးတော့လား 哦，没有嘞，
မကိစ္စငါဘယ်လိုလုပ်မှကိစ္စငါဘယ်လိုလုပ်မှမိမှာဒါလည်းဒီနေ့မှပြန်ရောက်တာဆိုဖေနဲ့ပြောကြရင်အများကြီးရှိသေးတယ်ဟာနင်းနဲ့မဖြစ်မှတွေးကြမယ်နိနော်ခုတော့ပြန်လိုက်တော့ဟာတော့ဝမ်ဒီချာတမျိုးပဲဒီမကောင်းဘူး ထားလိုက်ပါနေမျိုးမတော်ခဲ့ငါ့ကိုပြောခဲ့တဲ့စကားတွေဒီတကယ်ပဲမိသွားဟမ် ဟဲ့စေတော်တဲ့ရွယ်တော့ပြောခဲ့ဆိုခဲ့ကြရတယ်ဟဲ့ဘသူမှမမိတော့ဘူး ဘာမှမမိရလေ တဘောင်းဝင်နေရလဲ ဘာလဲနေငါ့ကိုကြောက်ကြတော်မယ်ဆိုတဲ့စကားကိုနေမေးပလိုက်တာဟုတ်လား တဘောင်းနေရငါတော်တော်တငယ်ချင်းကောင်းပါဟာ တော်စမ်းပါငါနေနဲ့တငယ်ချင်းမဖြစ်ချင်ဘူးငါလေနေနဲ့ချစ်သူပဲဖြစ်ချင်တာငါလေနေကိုချစ်ဖို့တတ်တတ်ပဲမဖြစ်လာတယ်ပါ ငါမှချစ်သူရှိနေတယ် ကိုဘာပြောလဲမင်းမချစ်သူရှိနေဟုတ်လားဟမ်အဲ့ဒါဘယ်ကောင်လဲငါမင်းမောင်နဲ့လာပြီးချစ်ရတယ်ဟမ်ကိုရင်းမလားအဲ့တော့ကူလာတော့ကောင်မသိလား တဘောင်း မင်းကောင်ပေါ်နေသူနေငါမင်းမကြီးလိုက်နေငါ့ကိုလက်ခတ်မယ်လို့ခရီးပေးလာပြီးသား 你我哎呀，表演了表演，哎，你们要无所谓表，哎，这都叫对喂。你这怎么说啊？不能这样，我这连爸爸出家没领好吧？有来小家，我来小家，那我你把路多么随便啊，这都别找啊，都骗你有包哈。都骗你都来了。你陪我，你陪我，家里不要把不走啊！给知道不对，快我没拿手机，哎呀，我把表了我嘞，把你表了我没表了哟，没表了呀，没表了。你爸妈表了，我是人是啦，是人也是啦，他把画面。哎呀，你不能明年来，没表了当然我别把东西洗了，路路拿来。就找我不重要，你来嘛，你明白嘛？你给我带过来了，呀，你拿来个啊？屁股啊，带过来了屁股，要表演家里哪有你的？哪有哪为啥我呀？没办法了，对呀，我没办法了，没没的，没人参加咱我们睡觉。啊，你快说了，我不能，我不能。我
မယ်ငါမလုပ်ပါနဲ့ငါတောင်းမယ်မှာ မင်းကရဲသားဟုတ်လား ငါတကယ်ကြီးငါတောင်းမယ်ဘာမစားတော့တကယ်ငါတောင်းမယ်မှာငါတကယ်ကြီးငါတောင်းမယ်မှာငါမစားတော့နော်ရဲ သိရရောဟိုးစေ ဟဲ့ အော်ရိုးသွားပြီလို့ မင်းမငါတိုက်ငါရှင်းအော်ကွဲသွားဦးရရော အော်မင်းအဲ့လေငါရှင်းပါဦးငါအကုန်ရှင်းမယ်ငါအကုန်ရှင်းမယ်နော်ဟုတ်ပြီကြောက်ဒါပေမဲ့မင်းကတကယ်ကြီးပြီနော်တကယ်ကြီး အကုန်ရှင်းပါ အကုန်ရှင်းမယ်ငါအကုန်ရှင်းမယ်အကုန်ရှင်းမယ် အကုန်ရှင်းတကယ်ကြီး တကယ်ကြီးတော့ရ ဖြစ်တယ်ကျုပ်ကဘယ်လိုလဲဆိုတကယ်ကြီး ဝမ်းတာကမင်းတော့ပြပေါ်နေကြလို့ငါလုံးဆက်ဆက်လေးကြောက်ရ ပေါ်ရတာနေတိုင်းထိုးရတယ် အဲ့လိုပါအဲ့လိုပါ လက်တွေ ရုံးမှာဆိုလို့ရှိရင်ကိုအောင်တဲ့ကပဲသမီးကိုဆက်တိုက်ရပြင်ပေးတာပြီးသမီးကကိုအောင်တဲ့ပဲအားကိုးနေရတယ် အော်အေး ဒီမှာလေးစိတ်ကထားပြီးနားတော့ဖြူလေးယောက်ျားလေးတယောက်ရွာကိုဖိလိုက်တယ်ရွာရဲလူတွေပြောနေကြတာအဲ့ဒီဖြူလေးရဲ့ချစ်သူလားပဲဒီကနေ့ကတော့ကြက်တည်ရှိတဲ့နေ့ပဲနော်ကျုပ်ဒီစကားကိုဘာဖြစ်လို့ပြောသလဲ ကျမရှင်းကြီးခေါ်ပါလေရှင်းကြီးခေါ်ပါလေဟဲ့ ဒီပါဒီမမချေတာရတဲ့ကချွေးစားနေပြပြီလားလေးချမ်းတွေဘူမာတုံးရော်လေးပြပြီမင်း ဘာလို့လဲအဲ့မလေးအဲ့မလေးဘာမရဘူး မင်း ဘာလို့လဲအသာ မင်းရဲ့ဘာလို့လူတို့ကတော့တော့တဲ့လက်ထုံးနေရတယ်မင်းရဲ့ဟမ် အသားလေဟိုတနေ့ကကထိန်အတွက်အမေနွားရောက်ပြီးရော်ပေးပါမယ်လို့တကြီးကိုခရစ်ပေးထားတယ်လေအသားအမေတို့ဘာမှစိတ်ပူစရာမလိုဒီအလုပ်ကအမေတစ်သက်လုံးလုပ်လာတဲ့အလုပ်မင်းကသားအတွက်ဟုတ်တယ် တတော်ပဲမာလို့နေအဲ့ဒီနေရာလေးအရင်ကမူသွားလို့ပါပြီးတော့ကြွားကထိန်ပွဲနဲ့ပြည်တပည့်တွေကိုလည်းတောက်ဖြစ်ဖြစ်နေတဲ့စိတ်လုံးဝမရှိဘူးတော့ပဲ အမေသိပါရဲ့သားရေမိုးမနေနဲ့တော့နော်သားသိထားဖို့ကဒီနွားနှစ်ကောင်လုံးမရှိရင်တော့မှအမေကောင်းကောင်းရုံးနိုင်ပါသေးတယ်သားရေသားမေလေးဟုတ်လားငုံနဲ့တော့ ဒါဖြစ်ပြီးရောက်များသွားပြီတတော်သားရဲ့နောက်ကိုလိုက်ပြီးစိတ်လိုက်မှန်ပါလေရှောက်လို့ဖြစ်နေတဲ့အတွက်ဒါရန်ကိုမှားသွားတယ်လေ ပြီးကြတယ်ပြီးပါစေတော့သားရေအသားအမေအပြစ်မနေကောင်းဘူး မေဟာပြစ်မမြင်ပါနဲ့တရားလုံးတော့ပြစ်မြင်နေကြလို့နေဘာလို့မလဲဘာလို့မလဲ တကြီးစီကွာနော်တာသေးချရှင်းပြပြီးတောင်းပါလားအဲ့ဒါဆိုရင်အားလုံးအဆင်ပြေသွားမှာပါတာရဲ့ငုံနေနဲ့တော့ ဟုတ်ကဲ့မေအဲ့ဒါတောင်းမလိုက်မယ်နော်မေတို့တတ်မီးရေးယူပါတယ်မေတောင်းချက်ပေးတာလည်းတို့တမီးလေးလည်းပါတယ်အဲ့တော့တူတူစားရအောင်နော် မင်းဖိုက်စားလာတော့ဒီကငါသားနေနဲ့စနေကြတော့ချိုးနေနေ မေ ဟုတ် အဲ့ဒါယူသွားပြီးတောင်းမလိုက်မယ်နော်ဒီရောအလုံးနဲ့ကျေနပ်တော့အုံပွင့်ပြောပွင့်တွေကိုတတ်သွားပြီးတောင်းမလိုက်ပါမယ်မေတော့မလိုက်ခင်နေတော့နော်
ဒါသားကြောင့်မင်းမျက်နှာကိုရမှာစိုးလို့လား ကျုပ်ကတော့ဟောရီယာကောင်သေးနဲ့ဖြူလို့သဘောတူတယ်။ဘာဖြစ်လို့လဲဆိုတော့ကြီးမဲ့စနာကြီးလေ။ကောင်သေးနဲ့ဖြူနဲ့ကိုနေရာချထားပေးလိုက်ရင်ကိုကောင်တပေါင်းရံကာကွယ်ပြီးသားဖြစ်တော့ဟုတ်တယ်။ ဘောင်းဆိုတဲ့ကောင်ကသိပြောလို့ရတယ်သူ့ဖေတိုးပါသေးလို့ဟုတ်တယ်ကွာ သူ့ဖေလုံးကလည်းမြတ်တင်ကိုဗမြတ်တိုက်ဘူးအတင်းအောင်မှခေါ်ပြီးပေါင်းတင်လိုက် နော်အဲ့လိုကြီးလားဟာအဲ့ဆိုတော့ပြဿနာတပေါင်းကလည်းဖြူနေကိုကြိုက်နေတာနော်မတော်လို့အတင်းအားမခိုးယူပေါင်းတယ်ဒုက္ခရောက်ကုန်မှာနော် ဟုတ် ဒါဆိုဒေါ်လေးနဲ့တင်ကအလုံးမတူပဲပေါင်းသိခံရဆိုတော့နားပါ အနာစရာမလိုဘူးသမီးရဲ့လူဆိုတာကကိုယ်ကံနဲ့ကိုလာကြတာပါညတင်ကိုတပေါင်းရဲ့အဖေကအတင်းအာရမယူခဲ့တော့ညတင်ကြပြားလဲမလွဲတာလို့သာဒီတပေါင်းမွေးလိုက်တာလေသူ့လို့တိုက်တာမဟုတ်ဘူးနွားလို့တိုက်တာကိတာဘောင်းမင်းတို့သိချာလေးလာကြည့်မှာဘိုးကွာတပေါင်းဆိုတဲ့ကောင်ကအခုအရွယ်လာရောက်လာတာဟင်ခမင်းနဲ့ဟင်းနဲ့တတ်တတ်ရဘယ်သားတတ်လို့လို့သူမရနွားလို့တိုက်နိုးသမီးတွေပြီးတော့ပတ်ကြည့်လေကွာဒီကောင်နွားစိတ်တော့ဘူးနွားလို့ရိုင်းတော့တာဟောနော်ဒီကြီးဘုမတော်ဟာတပေါင်းဟာမင်းကငါချန်တဲ့ကိုအုံးဝဲတော့ဝဲနဲ့ဘာလာလို့တာဟမ် ကျွန်တော်လာတောင်း ဟာရာရာစတာကွာမင်းတော်ကောင်ကများငါသမီးကိုလာတောင်းရတယ်မင်းတော်ကိုမိုက်တိုင်းနေပြီမင်းဟဲ့ဒီကြည့်ကြလို့မစကွာမင်းရတယ်ပါလာပြီပါလာဟဲ့ပါအမေရောမလွဲတာကျုပ်ကိုလူလောကနဲ့ဆွသွင်းနေတာဆိုကျုပ်ကဘာလို့ရတော့လဲလုံကြပါခင်ဗျားတို့ကြိုက်တယ်လို့သာလုံကြပါကျုပ်ကိုသိအောင်တတ်လို့ဆိုရင်လည်းတတ်လိုက်ကြပါတော့ဗျာ သူကတော့သူချမ်းသာတယ်ဘာလို့ဘာလို့လဲလူတော့လည်းကိုတင်မပါတော့မလို့ဘူးမင်းရောတော့ခံသွားရမှာနော်ဒီကတော့တည်နေတော့ကြောင့်မတည်မှာသိပါနဲ့ဒီခေါ်လိုက်တော့ကွာဒီခေါ်ငါကွာနေနေဒီတော့လောစမငါဖဲရခလားတော်လေး ဟဲ့ငါပါလေးဘယ်လိုဖြစ်လာတာလဲကြည့်အောင်မျက်နှာမှာလည်းသွေးတိုင်ရင်းနေပါဘယ်လိုလုပ်လိုက်တာလဲလို့ငါပါအဖို့တွေပြောပါဦးလေငါပါလည်းဘယ်လိုလုပ်လိုက်တာလဲ ကြီးလူတွေပေါ့တော်လေးရ ဟမ် ကျွန်တော်ရောက်တော့တဘောဒီတိုင်းနေခက်နေတာဘာမှလည်းတည်မလို့ဘူး ပါအမေကိုပြောနေသားရဲ့တော့သူတို့ဘာဖြစ်အဲ့လိုလုပ်ရတာလဲလို့ဟမ်တားလေအမေမေအောင်ဖြေပါဦးသားရဲ့ဖြေပါဦးသားရဲ့အမေမေအောင်ဖြေဦးလေသား ပြောတော့ပါထူးမှမလို့လေတောင်းဘသူပဲရရဘသူပဲထိုးအမေတို့ဘာပဲထူးတော့မှမဟုတ်လို့လေဟမ်အမေကိုလည်းတော့ကျွန်တော်မလို့ချင်ဘဲနဲ့မွေးခဲ့တာမဟုတ်ဘူးလားဟမ် နေဟိုတူတွေကဘာပြောလိုက်လို့လဲဟမ်နေဟိုဘသူတွေကဘာပြောလိုက်လို့လဲငါ့ကိုပြောပါဦး
ကျွန်တော်အမေမလို့ချင်ပဲပွေးခဲ့လို့အမေကျွန်တော်အမေတို့တော့တိုက်ခဲ့တာမဟုတ်ဘူးလေအဲ့ဒါဟုတ်တယ်မလားအမေကျွန်တော်ပြောသမှာအမေရဲ့အမေကျွန်တော်ပြောသမှာကျွန်တော်ပြေးလိုက်ချင်လို့လည်းပြေးတာဒီကတော့ကတော့ကျွန်တော်ခင်ရရတော့အမေပါအမေကတော့ကျွန်တော်မလို့ချင်ပဲပွေးခဲ့တာကိုတခြားဘသူတွေကကျွန်တော်ခင်ပြီးတော့အမေကျွန်တော်ပြောတတ်ပါအမေကျွန်တော်ပြောတတ်ပါအမေရလိုက်တာအမေအမေကျွန်တော်မလို့ချင်ဘူးဆိုကျွန်တော်ပွေးခဲ့တယ်အဲ့ဒါစုပ်ပြလိုက်တော့မဟုတ်ရင်ကျွန်တော်တခါတည်းတက်ပလိုက်အခုတော့အမေအမေရရတဲ့လားအမေရရတဲ့ဘာလဲမင်းတို့ကြည့်မကြည့်မသားရဲ့တော်ပြီလားမဟုတ်ပါမဟုတ်ရပါငါဘာလို့ပြောရလဲတခုမှမဟုတ်ရပါဘူးတော်ว่าอะไรจะดูด้วยตัวนี้ว่าอะไรจะดูด้วยตัวนี้ကျုပ်စင်းရတော့ပို့ပြရတော့ဘောတော့ပေါ်တယ်ဒီနားနဲ့တက်လာပါလိမ့်မယ်ဘလို့ဒီရအခုဘာအရင်စားလို့ဘယ်စားလဲဆိုတော့ပဲဗျာကျုပ်မျိုးတော့ဖို့တော့တမင်းကျတော့ပါလာတယ်မရတာကြီးစားရော့ဟုတ်ရဲ့ကျုပ်
ဟဲ့မင်းတရားနဲ့စေးရောထဲမှာရမယ်တူတယ်နော်ကျုပ်ကလည်းရွာထဲမှာရံဖြစ်နေကြဆိုတော့အိမ်မှာကျုပ်တက်ဆိုပြီးအမေဆောက်ထားတဲ့စေးတွေမှာတပုံကြီးပဲနော်ကျုပ်တောင်းယူပြီးဟုတ်ပြီလားမင်းလေမင်းအခုဒီမှာရှိရဆိုတာမင်းတို့ကရှိသွားအောင်ပြောနေတော့ဘာဖြစ်လို့လဲအကူကမျိုးချစ်တက်မှုတွေကတော်နိုင်ရင်တက်ပါတက်ဦးဟမ်မျိုးချစ်တက်မှာဟာအဲ့ဒါကျုပ်ကပုံပြီးတော့ကူညီပေးရအောင်ပါဗျာစိတ်ချခင်ဗျာဒီမှာရှိနေတော့လေကြွားတွေကလူတရားမှမသိစီအောင်နော်ကျုပ်အိမ်မှာစေးယူပြီးပြန်လာခဲ့မယ်ခင်ဗျာဒီမှာသမင်းဆိုင်လေးစောက်တယ်နော်ဟေးခင်ဗျာဓမြတော့မဟုတ်ပါဘူးဟုတ်လားမိတဲ့လူဆိုရင်နေမြရဲကွာအဲ့တော့ခင်ဗျာဘယ်ရွာငါရံကုန်ကရံကုန်ကအေးရန်ကုန်ကဆိုရင်ခွေးတောင်ကအောင်သေးဆိုတဲ့ကောင်ခင်ဗျာသိရန်ကုန်မှာဆိုတော့ရင်းရွာတော့ဘယ်ဟုတ်ပါညုံကြီးကကျင်းလူတွေနဲ့အများကြီးအဲ့တော့အောင်သေးဆိုတဲ့ကောင်လည်းအများကြီးပေါ့ဟာမင်းပြောရအောင်ချင်းကဘာလို့လဲဘာမှမသိဘူးဟုတ်ပြီးခဲ့တဲ့နှစ်ကမှတက္ကသိုလ်မှာကျောင်းပြီးသွားတယ်ဆိုတော့ပဲကျုပ်လည်းကြားတာဗျာပြီးရတယ်တော့ဖြူနေတယ်တွင်းနေတယ်ဟုတ်ဖြူနေဟုတ်တယ်ဖြူနေအဲ့ဖြူနေဆိုတော့ကျုပ်ရဲ့မိန်းမပဲခင်ဗျအဲ့ဒီအောင်နေဆိုတဲ့ခွေးတောင်တော့သိတာဟမ်သိတာဟုတ်ဟမ်အကောင်ငါနဲ့တမီးကြတယ်ဒီကောင်အချင်းဒီကောင်လူရောဒီကောင်ရက်ကနေဖုန်းမောရုပ်ကနေအချိုးချိုးဆိုတော့မိန်းကလေးတွေကိုခြေတော်တင်ပြီးတော့ဖြတ်စည်းနေကြအောင်တကယ်တိုင်သူဒီမှာစိတ်နေစမ်းတော့အဲ့တော့ဖြူနေအောင်မသိဘူးလားဟမ်သိရင်ဖြူနေလို့ဖြူစင်စင်မိန်းကလေးကဒီလိုပုံဘယ်လက်ခံမှာကွာဟောငါနဲ့ဖြူနေနဲ့လည်းအခေါ်ပြောသိမရှိတော့ငါနဲ့သိရင်မေးဖြူပါခင်ဗျားပြောတာတကယ်ဆိုရင်တော့ဖြူနေကိုကျုပ်ဆိုးရလိုက်ဗျာမဖြစ်ဘူးကျုပ်ဝင်းမကျုပ်တားမဖြစ်ကျုပ်တားမဖြစ်တတိယပြီးရရဲ့မင်းတို့မလာဘူးပါလားမင်းမသိဘူးလားအဖေတော့ကွာငါတတိယရေးကြီးနေတာပြောမလို့ဝင်လို့မရဘူးဟာဘယ်ကွာဘယ်မယ်ဒီဟောဘာမင်းကငါမလာနဲ့လို့ပြောထားတယ်နော်ဘာကိစ္စကခြံနေလာတာလဲဒီကျုပ်တတိယရေးကြီးနေတာပြောကြစီလို့ဗျဟဲ့ပြောစရာရှိတယ်မပြောနဲ့ကွာသမင်းပြန်ဒီကျုပ်အခုပြောမယ့်ကိစ္စဖြူနေရေတွေနဲ့မယ့်ကိစ္စတော့စီဟောကျုပ်ဒီထဲတော့လက်မပြန်နိုင်ဘူးဗျာကျုပ်ပြောတော့သို့အောင်နားထောင်ပေးပါကျုပ်ပြောနေတာပြောပြီးရင်ဒီချင်းမချိန်နိုင်ကျုပ်ကိုတတ်လိုက်ဗျာရောစီဟဲ့ကျုပ်ပဲလေသမားကျုပ်ပဲလေကဲမင်းမပြောပါလေငါ့ကိုပြန်ပြောဒီအောင်သိန်းဆိုတဲ့ကောင်ကနေတကြီးထင်သားဆိုလို့မျိုးအဲ့ကောင်လူကောင်းတယောက်မဟုတ်ဘူးဗျာဒီကောင်ကမြို့မှာမင်းကလေးတွေကိုခြေတော်တင်ပြီးတော့ဖြတ်စည်းနေကြထားခဲ့နေကြဒီအဲ့ကောင်ရဲ့အကြောင်းမြို့ကိုတက်ပြီးစုံစမ်းကြည့်လို့ရရင်တော့ဒီဟဲ့တပန်းဒီတောင်းလို့ဘယ်သူကပြောတာဟုတ်ဘယ်သူပြောလဲဆိုတော့အရေးမကြီးပါဘူးဟာဘာကြီးဘာလဲပြီးလို့လေးတော့ဒါဖြစ်ပြီးရောဆိုပြီးတော့ဒီကြီးလျှောက်ပြီးတော့မပေးသားနဲ့တော့စီတော့ဒီကျုပ်ပြောချင်တာကဒီဖြူနေနဲ့အောင်သိန်းနဲ့မပေးသားခင်မှာဒီအောင်သိန်းရဲ့အကြောင်းမြို့တက်ပြီးစုံစမ်းမှာကျုပ်ဒါပဲပြောချင်တယ်ဗျာမောင်လေးမင်းရောက်လာတာနဲ့အတော်ပဲဒီမှာတောင်ကောင်းကမင်းမြို့မှာမင်းကလေးတွေနဲ့ရှုပ်ခဲ့ပွေခဲ့တဲ့အကြောင်းတွေကိုလာပြောနေတယ်အဲ့တော့မောင်သိန်းနဲ့မင်းတက်တယ်တွေ့နေပြီလေကွာမင်းခေါင်းကငါ့ကိုပြောတဲ့စကားတွေသူ့ကိုပြောပြလိုက်ဟုတ်လားငါမြို့မှာမင်းကလေးနဲ့ပွေရဲရှုပ်တဲ့လူကြီးပေါ့ဟလားဟဲ့ခင်ဗျာဘာမှဒီလူကတော့စောင့်နေတယ်နော်ခင်ဗျာလုံထားသမျှကိုယောက်ျားပြပြီးသားနဲ့ဝေခံလိုက်စမ်းပါမင်းကိုပြောရတဲ့လူနဲ့ငါနဲ့ရင်းချင်းဆိုင်တွေ့ပြီးရှင်းကောင်းပြီဒီသတင်းကိုကျုပ်ဘယ်ရရလဲဆိုတော့ကျုပ်ပြောပြဒီဟေးဒီလိုပဲဟောဟေးကြောက်တော့ဒီခေါ်ရင်းတော့ဒီလိုမှသိနေပြီဆိုရင်ဟမ်ဟာဟုတ်တယ်တမ်းရှိတော့ဟာဒါဆိုရင်လူသားမှုပဲကွာကဲမလုံးလုံးကြ
ဘောဒါမင်းအကြံကုန်မယ်ဟမ်အောင်သေးအေးဘာလို့ဆိုလို့ဘာလို့ဆိုလို့မှာဘယ်ရလာမသိရလို့မတက်တယ်ပြီးတော့ဒီလိုငါအကြောင်းတွေပြောတယ်ဆိုပြီးမင်းငါ့ကိုကြောက်ချတယ်ဟဲ့ဒီအဲ့ဒါဖြူမျိုးလိုချင်လို့အကွက်စင်တာဟမ်အောင်သေးမင်းခွေးလားမပြောနဲ့ဘာပိုင်လဲဒီလိုတားပါလေခုနဒီလိုအကောင်းကြီးကွာသူ့ရဲ့ရတဲ့သူသေးရနေမှာပေါ့ဟဲ့မင်းတက်တော့ဘာဖြစ်လို့မခံရရဘာမတက်ဘူးလို့ပြောနေတော့ဘာမတက်ဘူးတဘောမင်းရွာမှာဟိုလူနဲ့ရံဖြစ်ဒီလူနဲ့ရံဖြစ်ရံဖြစ်တဲ့ပြဿနာလောက်ကတော့မင်းကငါနားလဲမှုနဲ့လျှော့ဖို့ပေးလို့ရဒါကလူတက်မှုတော့မင်းကငါတရားသွားလို့ရတကြီးကျောင်းမတက်ဘူးလို့ပြောနေရတော့ဟဲ့မင်းလူကြီးကိုအော်ကြဘူးမင်းချောင်းသားလို့မင်းကလည်းခံရမှာပေါ့ဟဲ့ဒီတော့ဖမ်းရအဲ့ကျောင်းမတက်ဘူးတော့ကျောင်းမတက်ဘူးတော့ဖမ်းတယ်တော့တော်လိုက်နေရအောင်ဟဲ့ကဘာမစင်းနဲ့ဘယ်လိုလဲကောဟဲ့လေအကောင်ရှိဒီမှာတော့ဘာမှမခံနိုင်ဘူးဟဲ့ကဘာမင်းကပြတ်မှာတော့ကျုပ်တို့မဟုတ်တော့ကြီးကျုပ်တို့ဘာမှမခံနိုင်ဘူးဗျာဟာငါပြောနေတယ်မင်းတကယ်ပြတ်မှာတော့မင်းဟဲ့ကောင်ဟောပြတယ်ဗျာဒါကြောင့်ကြီးစိတ်စိတ်ရတော့ကျမသားလေးဘာများလုပ်ပြီးလို့လဲကျမသားဘာများလုပ်ပြီးလို့လဲဘယ်တော့ဘာလုပ်လိုက်ပြီးလို့လဲကျမပြောတော့ဒါလူတက်ပြီးထွက်ပြေးသွားတာဗျချော်တာနဲ့ဘယ်မှမသိတဲ့လူတက်ကိုတက်သွားတာဒေါ်မျိုးဟောမှာအလောင်းရှိတယ်တွားကြည့်လို့ရတယ်နင်းလားဟမ်နင်းလုံးပြီးတော့သာတက်တော့ဒီလိုလားအော်တယ်လေရက်ဆက်လိုက်တော့ဒီမြေလုံးလားတော့ဒီမြေလုံးလားသူစားလေးရဲ့စားလေးဘယ်လိုလုပ်ကြတော့ဘာသားလေးဆက်လိုက်ကြဆက်လိုက်ကြတာတာလေတာလေနောင်တော့ပြန်ပေါ်တာငါတာလေအဲ့ဒါတော့ကန်အောင်ဒီလိုပုံရောမရငါတာလေတရားပါငါတာလေတရားပါရက်ဆက်လိုက်ကြတာလေအမေတာလေဂျပန်စစ်တပ်တွေကတော်တော်ကိုဆိုးဝါးနေတယ်ကွာချို့ရွာတွေမှာနွားတွေကြက်တွေဝင်ဆွဲမိမနေရာတည်းကပြီးတော့တိုင်းလာ
ဆန်းဒါရောသူဟုတ်လားရရ ဘာမှနားမလည်ဘူးအတိုင်းပဲ ဒီကနေ့ဆိုဆိုင်ဘူးရန်သူနာတော့ ရှိရဲ့ ဟိုင်း ဟုတ်တယ်ဒီရော ကြီးဘိုးကြီးကမေးနေတယ်တကြီးအင်းလိုက်တင်နဲ့အဆက်အသွယ်ရှိလားတဲ့ပြော တဘောငါရောမှနေလာလားငါဘယ်သူနဲ့အဆက်အသွယ်ရှိတယ်ဆိုတော့မင်းအပြီးဆုံးပိုလီရှောက်မင်းဘာလို့ဖမ်းကြခြင်းဖမ်း ပြောသေးတယ်ဘောကြီးကဘာလဲတိတ်ဟုတ်အောင်းပါလား စမ်းချိုအင်္ဂလိပ်ဆိုစေဘူးတော့ အာ ဘယ်ငယ်ကအဲ့ ရှိရ ခမတာခမ ဘိုးရောဘာလို့ဒီတော့ တရားအလောင်းတေဘောတော်ပြေတာ အော်ကြီးရ 我们这来这玩意儿，ဘယ်နည်းလုပ်လို့ရလဲလုပ်ရအောင်တော့ကိုပြောင်းတယ်လို့ဆက်ရတယ် ဘာငါပြောတော့လေကျုံလုံးလုံးနေတာကွာငါတောင်းပဲပါလေတော့မလုပ်ပါနဲ့ကွာ ဒီနေ့ပါလေအခုကောင်မဘယ်နဲ့ပတ်တယ် 哇，毛病！没有啊，这这这够怕了。没有这样，这宝贝没有啊你，所以你老上不去，俺这老比慢慢的上回是到这儿了，我等慢慢就不到了。哎他妈在你脸了一个哎呀一个一个。我那个把个人叫卖的。这样的。哦。咱们那个有啊有。拿来了。拿来了，再来。好，这个弄成这样。好，混这个。Да. Mẹ. Mẹ.
ရဲ့အမေတော့တေးလို့ထင်နေတာတားလေတားလေခုလိုအသက်ရှင်ရပြတွေ့ရဘေးချမ်းပါလူပဲသားရဲ့နှုတ်ရအမကျွားတဲ့လူတွေအဆောင်မုန်းနေတာလေအခုလူတွေလောက်တော့ဘုံမုန်းပါဘူးဟာလို့အဲ့လိုတွေလောက်ပြရလို့တားမင်းကိုပြောပါဦးတားဘာလို့လောက်ရတာလဲမင်းရဲ့လူတွေကဘလောက်ကောင်းတော့မှာဘုံကြပါဒီလူတွေကလူတွေကိုပြောင်းပြန်နေတယ်လေမင်းရဲ့သူတို့လူတွေကိုအတက်မြောင်လူတွေကဘလို့နေပြရမှာလဲဟာလေပါလေတားလေကိုစိတ်ထဲမှာလာချင်ရတာလေကလေးစားချင်လိုက်ပြီးတော့မှချင်တာလားမပြီးဘူးတားမပြီးဘူးကလေးစားချင်ဆိုတာဖတ်လို့နားကြရတယ်တားမင်းမေရဲ့တို့တမေကိုအလိုလေးကကြာပြီလေအလိုလေးကကြာပြီလာတာလေးတေတော့ပြီလို့အမေစကလက်ခံထားတော့မှငါပါချိုက်တဲ့တို့တမေကိုလေအမေတရားမပြတ်ဒီလိုက်စထားရပါတယ်ကိုလည်းတော့ဆောက်တယ်မင်းတို့မစတဲ့စတာပါအေးပါလာတာကျမတို့ဆောက်ရအောင်ပြန်လာလို့အမေချစ်နေရပြီတော့အမေမြင်တဲ့ပုံစံဒီပုံစံမျိုးတော့မဟုတ်ဘူးတားရဲ့ကြီးဘိုးရမေးဒီရွာမှာဂျပန်တွေကိုတော်လန်နေတဲ့ကောင်ရှိလားတဲ့ငါအဓိပ္ပာယ်မရှိတာလေမင်းမနေမင်းဒီရွာမှာနေလာခဲ့တာ
牛鸡蛋一大锅。哎呀，မင်းစီမှာလက်နက်တွေမရှိအောင်တေးကြပါလား啊，这包呀，没来俺找对的，俺这家别人是为啥不录嘞？ အေးပါမသိပါဘူးငါလည်းတေးကြအောင်နေကြည့်တာဒါပေမဲ့လက်နက်တွေရှိနေလို့မလွယ်ဘူးတော့အဲ့ဒီတိုင်းငါလည်းကဲနေမှာမဟုတ်ဘူးဟုတ်တယ်တေးကြတယ်နော် 对呀嘛了，哇，没呀嘞， အေးတေးကြရင်ရှာခိုင်းလိုက် 下来了，下来了，下来了。 စမ်းကြကန်စာကိုတက်ကြ 有哪里嘛？我有你，你干嘛去的？过来！哪里？都你了，哪里？小伙子，那个西路走过，哎，哪里路？哪里路要去了？哪里路？မ
ခိုးတဲ့ကိုမင်းတပ်ပြစ်လိုက်ပြီဆိုတော့မင်းရဲ့အချိန်ကြီးကဘယ်စိတ်ကိုရောက်နေပြီဆိုတာကိုသိရလားသားရဲ့ဟမ်မင်းကြောင့်သူများတွေဘလောက်ပဲအမေကိုလာပြောမင်းလက်ခံခဲ့ရှုံလည်းမယုံနဲ့ဒါပေမဲ့အခုဖိုးတဲ့ဆိုတာမင်းရဲ့အချစ်ဆုံးတငယ်ချင်းလေးအဲ့လိုလူမျိုးတော့မြစ်တတ်နိုင်ပြီဆိုမှတော့အမေကအဲ့လိုဖြစ်နေရလားဟမ်ကျွန်တော်ကတငယ်ချင်းတက်ရောစင်တော့မထောက်ပဲပရိုတစ်ကိုတက်တဲ့ကောင်လို့အမေထင်နေရလားအမေအဲ့လိုထင်နေရလားတိုင်းလူတွေဟိုတတ်တယ်ဆိုတာခိုင်လုံတဲ့အကြောင်းပြချက်တော့ရှိတယ်ဟုတ်တယ်ဆိုတာဒီတရားလုံးမှာတူရီကိုတကယ်ကြီးအဲ့လိုလူမျိုးတော့တတ်တယ်ဆိုမှတော့ဟာတာမလို့ကတည်းကရှိနေလို့ငါတမယုစနာရကဘူးနေပြီတိုင်းငါတစိနေအခါမတည်းဒီမေရောတော့ဝမလဲရဘူးလားတော့ပါတော့မိကေတော့ပါတော့ဗျာမင်းကျွန်တော်ဘာလို့ဆက်မပြောပါနဲ့တော့ပါတော့မေရဲ့တော်ပါတော့တော်လို့ရနေအမေကြီးချာစိတ်ဆဲလာပါပြီတားရဲ့တမရဲ့စားရတဲ့ကြပါပြီတောင်းပါပါလေတားရဲ့တောင်းပါပါလေငိုပါနဲ့တော့မေရဲ့မေငိုနေတော့မေဘာပြောတော့အမေသိချလာတော့နော်ဒီနေ့ကစပြီမေတာကြောင့်ဘယ်တော့မှမေ့မကြစေအောင်အဲ့ဒါယောက်ျားကတိပါမေတာကြောင့်မေမျက်ရည်ကျမယ်ကိစ္စလေတာသိမဲ့လမ်းကိုရွေးပါဆိုရင်တော့သိမဲ့လမ်းကိုပဲဘာရွေးမှာနေဦးတာကလေးပြေးပါအောင်ဒီမင်းတို့ဆက်မရှိနေတော့မယ်ဟမ်ကိုယ်တွေပြောလို့ငါအားလုံးသိပြီကွာမျိုးချစ်တက်မလို့တက်ဦးကိုမင်းတက်တယ်ပြီးတော့ငါကောင်းပုံချတယ်မင်းတက်တော့ကိုယ်တွေကတွေ့သွားလို့မင်းကိုယ်တွေကိုတမင်ချောင်းကြတာမလားဟဲ့ရမင်းတို့ရောက်ပါနေကောင်မင်းဟောင်းတော့မင်းမဟုတ်တာတွေမပြောအောင်သင်းကမင်းလို့မယုံပါဘူးဟဲ့ငါကြောက်ချတယ်ပဲထားလိုက်ပါဘာပဲဖြစ်ဖြစ်မင်းတကယ်ကြီးဖိုးတစ်ကိုငါမတတ်ဘူးကွာမင်းကိုယ်တိုင်တတ်ခွဲရမလို့ခွဲရမလို့
我老一头狗三代，狗了我给都睡的，去下边狗了，这没有那个那个的，我在那，我也。哎。လက်နဲ့တော့ကောင်းသိကျင်ဆိုတာညံ့ရတယ်တမင်တော့မင်းလေးတော့ဝင်အောင်စားလိုက်ပါဖြူလေးရဲ့နော် လူယုံပါနေငါတော့မတတ်တယ်နေငါပြောရတတ်တယ်မချစ်လို့လည်းကြောက်ချတယ်နေဆိုရတော့ဟာလေလူမနာဘူးချတဲ့အခါမင်းငါ့ကိုထင်လွဲနေတာ ဘာမှမပြောချင်ငါဆိုတဲ့ကောင်ကလေယုံကြည်စရာတစ်ကောင်မှမရှိတာဖြစ်ပြီးခဲ့တဲ့ကိစ္စတွေအားလုံးတော့တောင်းမဲ့ယုံနဲ့လည်းမလုံလောက်ဘူးဆိုတော့အနားလေဒီနေ့နေနေအောင်တင်နေဖတ်ကြည့်နေအောင်မလုပ်ဘူးနေအောင်တင်ကိုခေါ်ပြီးတော့ထွက်ပြေးပါဂျပန်မျိုးမှာထိထားပြီးမယ်ဒီငါ့ကိုမယုံဘူးဆိုတာသိတယ်ဒီညမှောင်တာနဲ့နေကိုဒီကန်းထဲကနေထွက်လို့ရအောင်မလုပ်ဘူးမင်းငါနဲ့အကွေးယူလုပ်လို့ရမယ် တပန်းနေကစိုက်ဝင်ထောင်းတော့ငါအပေါ်ရောက်အောင်မစင်ပါနဲ့ ဘယ်လိုလဲရမင်းငါနဲ့အကွေးယူလုပ်မှာ လို့မှာပေါ့ပြောဘာပေးယူလဲ မင်းငါမေးသမျှကိုအမှန်တိုင်းဖြေရ အေးပါပါဖြေပါမမေး မကြောက်ရ မျိုးချစ်တတ်တာကိုတတ်ဖို့တတ်တာဘယ်သူလဲ ငါတတ်တာဒီကောင်ငါเจ้าနေသိတယ်ဒီကောင်ငါเจ้าနေပုံမှာဆိုလို့ငါတတ်လိုက်တာအဖေရော ဘိုးတရဲ့ဖန်တော်ထဲမှာ
လက်နဲ့တွေရှိတယ်ဆိုတော့မင်းဘယ်လိုလုပ်ပြီးသိရလဲ နော်ငါတော့ထားလို့ငါသိနေတာပေါ့ကွာအဲ့ငါပတ်ထားတယ်ငါပတ်ထားလို့အဲ့နေအောင်နင်းတို့ညှိလိုက်အောင်တယ်မင်းနဲ့ဖိုးတင်နဲ့ဘာရန်ညွရန်စားမှမရှိပဲလေမင်းဘာလို့သူ့ကိုကြောက်ချလဲဟမ်ငါတိုင်မှုတက်ကြအောင်ဒီကောင်ကမြင်သွားတယ်ငါလည်းမတတ်နိုင်ဒါတွေအားလုံးမသိဘူးမင်းဖြူနေရဲ့ရှေ့မှာဝင်ခံအောင်လို့ငါမင်းကိုတမင်နေအော်မင်းအောင်ဟဲ့ဒီကိစ္စကိုဖြူနေအမှန်တိုင်းသိသွားတော့ငါကြီးဆိုင်မထင်လို့လားဒီကိုမဆိုင်ငါတို့ရေးတယ်ကြည့်တော်တယ် အဲ့လူရောက်ပါနေတရားခေါ်လို့ရမယ်ကြည့်နေလား ဒီနေ့ငါနဲ့ဒီမှာထားခဲ့တော့ဒီကောင်ကိုကျေးဇူးတော်တင်အောင်ဟာဒီတော့လိုက်လာအဲ့လိုလူချင်းလုံးမဟုတ်တာငါရန်ကုန်မှာကြောင်းတက်နေတော့အင်္ဂလိပ်တွေနဲ့ဘလောက်ပတ်သက်ခဲ့ရလဲဆိုဒီနေ့နဲ့ငါအင်္ဂလိပ်လိုတော့ရေးတယ်ခုဂျပန်လေးဝင်လာတော့ရန်ကုန်တပြည်လုံးကငါ့ကိုအသေးရချင်းရလုပ်ချင်တယ်ငါဒီမှာလာရှောင်းနေတာနင်းကိုချစ်လို့မဟုတ်တာ နေမရှောင်လို့ငါပဲတေးတာနေဘောတရားမဆိုင် ငေါ့မပြင်ဒီကောင်ငါအစားချုပ်ပေးလိုက် ဟုတ် တပေါင်းဆိုရကောင်နင်းတကယ်ကိုချစ်ရှာတာပါအနာပါအားတော်တယ် အားတဲ့ ဒါရယ်ကြာသပိုင်းရပါဘာလို့ဆက်ပြီးတော့ဘာလို့ဒီကလာတယ်အဲ့လောက်သူဆုံးမခံပါဘူးဖြစ်နေဒီနေ့လား နေဒီကိစ္စကိုအရင်ကသိနေခဲ့တာပေါ့နော်ဘာလို့ငါသိအောင်လို့ပြောပြရလဲတပေါင်းရဲ့ ညာဒီလိုပြောရတဲ့အကြောင်းဟောလို့ဒီလိုပြောရတဲ့အကြောင်းဟောလို့ ဘာပြောရင် 对呀。 နင်ကယုံမမို့လို့လား 好的，妈， ငါမယုံကြည်တဲ့နဲ့ယုံကြည်ခဲ့ပြီငါရှက်တယ်ဒါစမ်းတယ် 我也是这样。 ရေရတရားဟောင်းလေးကိုသိဖြစ်အောင်ပြန်လုပ်ပေးရတော့ဒီလိုကျေးဇူးတင်ပါတယ်ပြုပြီးရတယ်
ဘာသာဆိုယူဤသားရဲရဲဆက်ဆက်တပ်ပြစ်လိုက်တယ်ဆိုတာသိပြီးတော့ပေါ့အေးမနေရတာလေဒီနေ့တို့တာလောင်းအောင်သိန်းကိုအနက်နဲ့ပြတ်တက်လိုက်တယ်တဲ့ရှင်မလေးနဲ့ဤသားလူစိတ်ပြောက်ငါထင်တော့ဤသားအောင်သိန်းကိုတက်ပြီးဖြူနေကိုအရမသိမ့်ဘက်ကိုကျန်နေတာဟုတ်ရလားမကြီးစင်ရဲ့ကျမကအဲ့ဒီလောက်တော့အောက်တမ်းမကြပါဘူးအမလေးမြတ်တည်ရဲ့ညီကြီးမဲသင်တွေကိုစိတ်တည်နဲ့ဖုံးကိုစ조사မနေနဲ့ညီသားတစ်ပါးပါလေဂျပန်အောက်ကိုနဲ့စိတ်ထင်နေရှောက်တော့နေတာငါသားဆိုရို့လေအရင်တော့မတည့်ခဲ့တာလေညိုတေးထားပြီးငါရှိပါလေရဲရဲဆက်ဆက်ခုတ်တက်ခဲ့တာညီသားလေအောက်တဲကြပြီမကတော့ကိုရောက်ပါလိမ့်မယ်သူနဲ့မတည့်ခဲ့တဲ့လူတိုင်းကိုစိတ်ထင်တိုင်းအညိုးတစ်ချင်းနဲ့လိုက်တက်နေတာရောမလူတယောက်မှချက်မဟုတ်တော့ဘူးအဲ့ဒါကြီးပြောင်းလာပြောတာဒီသားအောင်တင်းကိုတက်ရှင်နေကိုအရမသိမ့်ဘက်ကိုကျန်နေတာသူနဲ့မတည့်ခဲ့တဲ့လူတိုင်းကိုစိတ်ထင်တိုင်းအညိုးတစ်ချင်းနဲ့လိုက်တက်နေတာရောမလူတယောက်မှချက်မဟုတ်တော့ဒီနေ့တစ်ခေါက်တော့မင်းစီမလာလို့တောင်းလာတွေ့တာမေတောင်းလူတမဲလာပို့ပြရလားတာစာစီချင်လို့မေသားစီကြီးတာစာမဟုတ်မေတာဒီနိုတမင်းနေပဲ
没，那以前这个上回来呀，都这么年嘛，所以这天家人做啥？他对嘛的？ကိုမွေးလာတဲ့အမေဟာမလို့လာတော့ဆိုနောက်မှာဟောဒီလောကကြီးမှာဒီတော့အသက်ရှင်နေတော့ဘာလို့လို့လဲမေးရဲ့ဟာပြထူးတော့မှာလေ当你是在那边过，你真家人啊！有的没有好的没有的，到到妈妈了。你愿意嫁给男的，对我老许嘛？对我老老许嘛？အမေအသက်တဲ့ပြန်လို့ပါရဲ့
အတော့ဖြစ်နေဆိုတော့သိနေရတော့အမေတကူကမဆိုင်ရဘူးတာရဲ့ဆိုင်ရမယ်ဆိုရင်လေတတ်တဲ့တရားမယ်ဆိုရင်အသက်ပါပြောစွာဖြစ်တယ်လို့အမေပြီးလို့တော့ဆက်ခဲ့ပြီရတာရဲ့အမေဘယ်လိုပါလဲအမေဘယ်လိုပါလဲ